ဇလန်အစမှာရေဘက်ကရေဘက်ကာဆိုတဲ့အလုတ်တင်မိန်ကလေးဟာသူမရဲ့နောက်ဆုံးအဆင့်လက်တွေ့စမ်းသပ်မှုအဖြစ်အလောင်းပြင်းတဲ့အလုတ် embalming ကိုတေချာဂယူးဆိုင်လှုပ်ဆောင်နေပါတယ်။သူမရဲ့ဆရာဖြစ်သူရေမွန် Raymond ကသူမရဲ့လက်ရာကိုချီကျူးပေမဲ့သူမရဲ့လက်ကောက်ဝတ်မှာရှိတဲ့အမာရွတ်တွေကိုသတိထားမိသွားပါတယ်။ရေဘက်ကာကတော့အဲ့ဒါကိုအမြန်ဖုံးကွယ်လိုက်ပါတယ်။လုပ်ငန်းစဉ်တွေပြီးလို့အလောင်းကိုရေခဲတက်တာထဲထည့်ပြီးမှရေဘက်ကတယောက်ထူးဆန်းတဲ့လေးလံထိုင်းမိုင်းမှုနဲ့မီးရောင်တွေမိတ်တုပ်ဖြစ်နေတာကိုခံစားလိုက်ရပါတယ်။သူမပစ္စည်းသွားယူဖို့မြေအောက်ခန်းကိုသွားတဲ့အခါရေမွန်ကတားဆီးပြီးမြေအောက်ခန်းကိုဘယ်တော့မှမလာဖို့တတိပေးပါတယ်။တကယ်တော့အဲ့ဒီမြေအောက်ခန်းထဲမှာမိစ္ဆာတကောင်ရှိနေတာကိုရေမွန်ကသိထားပြီးသားပါ။နောက်ပိုင်းမှာရေမွန်ကရေဘက်ကကိုအလုတ်ခန့်လိုက်ပြီးညဘက်အရေးပေါ်ကိစ္စတွေကိုသူကိုယ်တိုင်ကင်တွင်မယ်လို့ပြောပါတယ်။ရေဘက်ကဟာအရင်ကမူးယစ်ဆေးဆွဲခဲ့သူတယောက်ဖြစ်ပြီးအဲ့ဒီအတွက်စိတ်တန်ရာတွေပြည့်ရှိသလိုခံစားချက်တွေနဲ့ရုန်းကန်နေရသူပါတညမှာတော့ရေမွန်ကအရေးပေါ်ကိစ္စကြောင့်ဆိုပြီးရေဘက်ကကိုညဘက်ကြီးရင်ခွဲရုံကိုလာခိုင်းပါတယ်အဲ့ဒီညမှာပဲသူမဟာထူးဆန်းတဲ့အဖြစ်အပျက်တွေခြောက်ခြားစရာမြင်ကွင်းတွေနဲ့စတင်ရင်ဆိုင်ရပါတော့တယ်တကယ်တော့မိစ္ဆာဟာရေဘက်ကရဲ့စိတ်အားနည်းချက်နဲ့အတိတ်ကနာကျင်စရာမှတ်ဉာဏ်တွေကိုအသုံးချပြီးသူမကိုဝါမျိုးကိုစူးစမ်းနေတာပါရေမွန်ကသူမကိုကယ်တင်ဖို့အတွက်မိစ္ဆာကိုနှင်ထုတ်နည်းတွေတင်ပေးပါတယ်အဲ့ဒါကတော့မိစ္ဆာရဲ့နာမည်ကိုရှာဖွေပြီးအလောင်းတစ်လောင်းနဲ့ထည့်သွင်းကမိရှုဖြစ်စီရမှာဖြစ်ပါတယ်ဇလန်ရဲ့အလှည့်ပြောင်းမှာတော့ရေမွန်ဟာအရင်ကသူ့လက်ထောက်ဖြစ်ခဲ့မှုတဲ့ဘာလာရီဗယ်လရီကိုမိစ္ဆာနှင်ထုတ်တဲ့အခါအသုံးပြုဖို့တွေးရည်ကြီးရယူရန်မြေအောက်ခန်းမှာတန်ကြိုးနဲ့ချီပြီးပိတ်လောင်ထားတာကိုရေဘက်ကသိရှိသွားပါတယ်ရေဘက်ကဟာမိစ္ဆာကိုအောင်မြင်အောင်နှင်ထုတ်နိုင်ခဲ့တယ်လို့ထင်ခဲ့ပေမဲ့မိစ္ဆာဟာသူမကိုလှည့်စားနေခဲ့တာပါနောက်ဆုံးမှာတော့ရေဘက်ကဟာသူမရဲ့ဖခင်တည်ဆုံမှုနဲ့ပတ်သက်တဲ့အပြစ်ရှိစိတ်ကိုရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပေမဲ့မိစ္ဆာရဲ့အန္တရာယ်ကနေလုံးဝလွတ်မြောက်သွားခြင်းမရှိပါဘူးရေမွန်ပြောသလိုပဲမိစ္ဆာဟာတစ်ခါရွေးချယ်ပြီးရင်ဘယ်တော့မှလက်မလွတ်ဘူးဆိုတာကိုသူမနားလည်သွားပါတယ်ရေဘက်ကဟာပြင်ပလောကကိုထွက်ပြေးဖို့ကြိုးစားပေမဲ့မိစ္ဆာကသူမနောက်ကိုထက်ချက်မကွာလိုက်နေတာကိုမြင်လိုက်ရတဲ့အတွက်နောက်ဆုံးမှာတော့ရေမွန်နဲ့အတူရင်ခွဲရုံမှာပဲဆက်နေပြီးမိစ္ဆာကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာတင်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်